ကျွန်တော်ကလည်းအညစ်ကြောက်တဲ့ထဲပါတယ်ဆိုတော့ကျွန်တော်အောက်မကြည့်ရဲပါဘူးအောက်ကြည့်ရင်မျက်လုံးအယမ်းပါပါတယ်ဘာလို့လဲဆိုတော့အယမ်းကိုမြင့်တယ်လို့ခံစားရပါတယ်ဗောနော်ဘာလို့လဲဆိုတော့ဒီတန်ရဲ့ဒီထိတ်နာနီးပါလောက်ထိရောက်တာမလို့ဟုတ်ကဲ့ပါဒါအခုကျွန်တော်အခုလေပတ်နေတာတွေကတော့ဒါ OCBC Skyway ဗောနော် OCBC Skyway ပေါ်မှာကျွန်တော်ကလက်မဝယ်ပြီးတော့ကျွန်တော်တက်ရောက်ပြသရှင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ဒီကားရန်ပိုင်တပေးထဲမှာပဲကားရန်ပိုင်တပေးထဲမှာရှိတဲ့ OCBC Skyway ပေါ်မှာပဲပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီ OCBC Skyway ဒီတရားပေါ်မှာနေကျွန်တော်တို့တပုံတွေလည်းအများကြီးရိုက်လို့ရပါတယ် view တွေလည်း share လာပါတယ်ဒီသင်္ဘောကြီးလည်းဒီကိုရဲ့နောက်ခံမှာထားပြီးရိုက်လို့ရတယ်လို့ဒီမှာပေါ့နော်ဒီပင်ကြီးဒီတိုင်တွေဆိုလဲဒီ background ထားပြီးလဲရိုက်လို့ရတာပေါ့နော်ဟုတ်ကဲ့ပါမြစ်တာတော့မြစ်ပါတယ်အရင်မြစ်တယ်ဟုတ်ကဲ့ပါဒါတော့ဒါပေါ်ပဲပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့နောက်တစ်ခုကကျွန်တော်တို့ဒီဟိုဘက်ကဝင်ပေါက်ပေါ့နော်ခဏကျွန်တော်တက်လာခဲ့တဲ့ဒါဝင်ပေါက်ပဲဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒီအပေါ်ကနေတက်ပြီးတော့ကျွန်တော်အဲ့ဒီကနေကျွန်တော်ဒီကနေဒီချီအိုလန်ရှောက်လာတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါသူကတော့ဒီဝင်ပေါက်ကတစ်ဖက် trap ပေါက်ကတစ်ဖက်ပေါ့နော်အဲ့ဒီကနေဝင်ပြီးတော့ဒီဘက်ချမ်းဒါအစင်းပေါ့နော်ဒီဘက်ချမ်းချမ်းနေပြင်ဆင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ဒီ OCBC Skyway တရားပေါ်ကနေကျွန်တော်ပြချင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ပြင်ဆင်ပါမယ်ဒီဘာတွေဆက်ရှိလဲပြီးတော့ဘယ်နေရာတွေဒီထက်စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေဘယ်နေရာတွေရှိလဲဆိုတော့ကျွန်တော်တစ်ချက်သွားလိုက်ပါမယ်ဟုတ်ဒီကားရန်ပိုက်တပေးမှာလေးစရာတွေအယမ်းများပါတယ်အယမ်းကိုများပါတယ်ဒီပင်လေးဆိုလဲလုံးဝရှည်များပါတယ်ဟုတ်ကဲ့ပါကဲအခုကျွန်တော်ပြန်ဆင်းပါတော့မယ်ဟုတ်ဒါတော့အပေါ်ကနေကြည့်တဲ့ view လေးပါအယမ်းမြင့်တယ်လို့ခံစားရပါတယ်ဟုတ်ကဲ့ပါဒါကျွန်တော်လည်းပြန်ဆင်းပါတော့မယ်ဟုတ်ကဲ့ပါဒါကျွန်တော်ပြန်ပြီးထွက်ပါမယ်